အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YouTube channel လေးကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့26ရက်နေ့9လပိုင်းပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကဘာနေ့လဲဆိုရင်တော့ဒါကတော့ကျွန်တော်ညီမအငယ်ဆုံးလေးရဲ့မွေးနေ့ဖြစ်ပါတယ်သူကကျွန်တော်ညီမအရင်ပေါ့နော်ခုကသူ6နှစ်ပြီမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကသူ့ရဲ့မွေးနေ့မှာကျွန်တော်သူ့ဘယ်လိုမျိုး surprise လုပ်သွားမလဲဘယ်နေရာကြီးသွားမလဲဆိုတော့ဘာကြီးစားမလဲဆိုတော့ brother တို့နေလိုက်လံပြီးကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲကျွန်တော်ရဲ့လူလိုက်ကြည့်ဖို့အတွက်အားလုံးဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ video လေးကိုဆုံးဖြတ်ကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ် Let's go guys ခုကတော့ကျွန်တော်တို့မြေမြို့ရဲ့ထင်ကြရဖျားဖြစ်တဲ့တိန်တော်ကြီးဖျားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ညီမလေးအတွက်ဆိုပြီးတော့ဖျားမှာပန်းဝေပြီးတော့ပန်းကတ်ပြီးမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးခင်ဗျာခုကတော့ဖျားဘွားနေပြီးတော့ဆင်းလာပြီးတော့အိမ်ပြန်နေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မနက်ဖြန် body blog လေးကတော့ဒီလောက်ပါပဲညနေပြန်ညဘက်ရောက်ရင်တော့ကျွန်တော်ညီမလေးကိုပေါ့နော်အဲဒီ game mode ခွဲပေးဖို့အတွက်game mode နဲ့ surprise လုပ်မှာဖြစ်ပါတယ်ဆိုတော့အိမ်ည vlog လေးကြာရင်ပြန်လဲပြီးတော့တွေ့ဆုံကြပါမယ်အားလုံးပဲbye byeပါအခုမြန်မာစံတော်ချိန်9:35မှာဆိုလို့ရှိရင်တော့ညီမတို့ရဲ့ညီမလေးဖြစ်တဲ့ရွှေနိုင်တာပေါ့နော် Happy Night တောက်ကြသမီးလေးရဲ့6နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်ဒီမွေးနေ့လေးကိုဒီညီမတို့ရဲ့အိမ်ရဲ့လာသာဆောင်မှာကျင်းပသွားဖြစ်ပါတယ်ဒီဟာလေးကို vlog ထဲမှာထည့်ရိုက်ပြီးတော့ပါမယ်အကြည့်ပေးကြပါအောင်ရှင်ဒါတော့ညီမတို့ရဲ့အမဖြစ်ပါတယ်ကိတ်ကန်ချားလေးကတော့ဒါကတော့ကျွန်တော်အဖေရဲ့ကျွန်တော်အမေရဲ့ပဲဖြစ်ပါတယ်ပြီးတော့ဒီမှာဂိမ်းမွန်ခွတ်တဲ့သူတွေအားလုံးလည်းကျွန်တော်တို့ရဲ့ဒီဆွေမျိုးတွေပဲပေါ့နော်ဆိုတော့အားလုံးပဲလိုက်ကြည့်ပေးကြပါဦးခင်ဗျာ
အခုကတော့မွေးနေ့ကိတ်မုတ်တွေလည်းခွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့အောက်မှာကာလာဦးကြီးဆိုနေကြတာဖြစ်ပါတယ်အိမ်မှာပြီးတော့ကျွန်တော်တို့မွေးလက်ဆောင်ပေးမယ့်စီစဉ်လေးရှိပါတယ်လိုက်ကြည့်ပေးရအောင်ခင်ဗျာဒီနေ့ဗီဒီယိုကလစ်ကတော့ဒီလောက်ပဲပေါ့နော်ဒီနေ့ birthday video clip ကတော့ဒီလောက်ပါပဲဆိုတော့မနေ့ကကြာရင်ကျွန်တော်တို့ဆက်သွားမယ့်နေရာလေးရှိတယ်အဲ့တော့ like ကြည့်ပေးကြပါဦးတော့ဖိတ်ခေါ်ကြပါတယ်ဆိုတော့ bye bye guys see you tomorrow and the next day ဟုတ်ကဲ့ဒီနေ့ကတော့မနေ့က birthday vlog လေးရဲ့ practice ဖြစ်ပါတယ်နော် အခုကတော့9နာရီကျော် ဟုတ်ကဲ့ဒီနေ့ကဆိုလို့ရှိရင်တော့မြင့်မြို့ရဲ့လူစီကားတိုက်မြိုက်တဲ့ကန်နာလမ်းမှာဖွင့်ထားတဲ့ so fresh ဆိုတဲ့ hot pot ဆိုင်လေးမှာမိုးသားဆောင်မှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါအောင် Okay let's go Okay အခုကတော့ကျွန်တော်တို့မှားထားတဲ့ဒီအားလုံးလည်းရောက်ပြီဆိုတော့ဟောပေါ်စားကြတော့မှာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီဘက်မှာလည်းတခြားဝိုင်းနေရှိရပါတော့ဆိုတော့စားလိုက်အောင်1 hour later အခုကတော့စားလို့လည်းအားလုံးပြီးပါပြီဖိုင်လည်းတော်တော်လေးတင်သွားပါပြီဆိုတော့ကျွန်တော်တို့အားလုံးလည်းနှုတ်ဆက်ဖို့ချိန်လည်းကြာပြီညလည်းတော်တော်နတ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီဥတုချိန်တွေကလည်းမိုးတော်ရွာနေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကနေပြီးအားလုံးနှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်လိုက်ပြီးတော့ဆုံပေးကြပါမယ်နောက်ဗီဒီယိုလေးကျွန်တော်တို့ဒီတက်ပိုပြီးကောင်းမွန်တဲ့ quality တွေနဲ့ပြုလုပ်နိုင်ဖို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့အားလုံးပဲဖတ်ပါပါခင်ဗျာအဆုံးကြီးယူပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ပဲပြောလိုက်ရင်းနဲ့ပဲဗီဒီယိုလေးကိုဆုံးသက်ပါရစေနောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံလေးကြပါမယ်ခင်ဗျာ